အားလုံးလာကြည့်ပါမင်းပြောမပြန်လို့မောင်လေးဘယ်သူကျွေးမှာဒီကြောက်က90လောက်ရှိတယ်အော်တကယ်မပြည့်ချင်ပါဘူးကျွန်တော်မိသားစုများအားလုံးကိုအနုပညာသမားနဲ့ princess ဆိုတဲ့ကျွန်တော်ရဲ့ခံယူချက်ကကျွန်တော်ရဲ့မိသားစုအရေးချတယ်လို့ကျွန်တော်သိကိုတန်ဖိုးထားပါတယ်။သိလဲခင်လေးခင်ရတယ်လို့ချစ်လက်ချင်ရပါတယ်။အဲဒါကြောင့်ဗီဒီယိုပဲကလိုက်ပြီးသွားရင်တန်ရုံးစင်တွေကကျွေးပြီးတော့ရန်ကုန်ပြန်ပြီးဆိုကားပေါ်မှာငိုရတာဆိုမခွဲနိုင်လို့တိုင်ဟုတ်တဲ့ကြီးလို့လည်းပါတယ်လို့ညာကြီးတွေအများကြီးရှင်းပြရတယ်မမအားလုံးလေးမောင်ရှိတယ်ဒီနေ့ဖိတ်ခေါ်ရတယ်ကျွန်တော်စိတ်ကတောင်းတကောင်မှရှိပါတယ်ဟုတ်ပြီလေပတ်ဝင်ပြပါနော်ကျောင်းဝင်ပြပါကျွန်တော်နာမည်ပေးလိုက်ပါအခါလေးလာဖမ်းပါလိမ့်မယ်ချစ်ရတယ်ကျွန်တော်ဒီမှာတက္ကနာဆို